အားလုံးပဲမင်္ဂလာပါရှင်မမေတို့ရဲ့ငကားရွှေဝါစိတ်ရွှေရတနာဆိုင်လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်နော်မမေဒီနေ့ပြသပေးမှလေးကကြတော့ white color ဆွဲသီးမလို့တဲ့တကုံးနဲ့အစင်ပြေဝတ်လို့အစင်ပြေမဲ့ကြိုးလေးတွေဖြစ်ပါတယ်နော်မမေပထမဆုံးပြသပေးမှလေးကကြတော့လီလီတိုးလေးနဲ့အသေးသုံးဝတ်ဆိုင်ဆွဲသီးလေးပါတဲ့ကြိုးပဲဖြစ်ပါတယ်နော်daily ဝတ်ချင်တဲ့မမများအတွက်ဆိုရင်တော့ဒီဆွဲကြိုးလေးကပေါ့ပပလေးနဲ့အစင်ပြေမဲ့ဆွဲကြိုးလေးဖြစ်ပါတယ်နော်ဒီဆွဲကြိုးလေးရဲ့ gram ချိန်လေးကကြတော့ 1.75 gram ချိန်လေးရှိပါတယ်เนาะအရှည်လေးကကြတော့18လက်မပါเนาะဈေးနှုန်းလေးကကြတော့12သိန်းဝန်းကျင်ကျတင်ပါတယ်เนาะမမေနောက်တစ်ခုပြသပေးမှလေးကကြတော့ဘောလုံးတီကြိုးလေးပါเนาะလေမှာဘောလုံးကြီးသေးလေးပါလို့ဆွဲသီးမလို့ပဲနဲ့ဆွဲရင်စင်ပြေမဲ့ဒီဇိုင်းလေးပါเนาะဒီဆွဲကြိုးလေးရဲ့ gram ချိန်လေးကကြတော့ 7.86 gram ချိန်ရှိပါတယ်เนาะအရှည်လေးကကြတော့18လက်မပါဈေးနှုန်းလေးကကြတော့350ဝန်းကျင်ပဲရှိပါတယ်เนาะမမေနောက်တစ်ခုပြသပေးမှလေးကကြတော့လီလီကျိုးလေးနဲ့ကပ်အိုင်းလေးနဲ့တွဲထားတဲ့ပုံစံမျိုးလေးပါเนาะဒီကျိုးလေးဆိုရင်တော့ daily ဝတ်လို့အဆင်ပြေရဲ့ကျိုးဒီဇိုင်းလေးပါเนาะလှုပ်သွားလှုပ်ပြန်မဲ့ဝင်မလားအဆင်ပြေမဲ့ဒီဇိုင်းလေးပါเนาะဒီကျိုးလေးရဲ့ gram ချိန်လေးကကြတော့ 1.85 gram ချိန်ရှိပါတယ်เนาะဈေးနှုန်းလေးကကြတော့12သိန်းဝန်းကျင်ပဲကျတင်ပါတယ်เนาะကျိုးရှည်လေးကကြတော့18လက်မရှိပါတယ်เนาะမမေနောက်တစ်ခုပြသပေးမှလေးကကြတော့ဒီစကိုဘောလုံးကျိုးလေးဖြစ်ပါတယ်เนาะလီလီကျိုးလေးနဲ့ဘတ်ကျိုးလေးနဲ့တွဲရှက်ပေးထားတဲ့ကျိုးပုံစံလေးပဲဖြစ်ပါတယ်เนาะဒီစကိုဘောလုံးလေးပါလို့လဲအလင်းနဲ့ထိထိတိုက်တဲ့အခါမှာလက်တလက်နဲ့တောက်ပြောင်းနေစေမဲ့ဒီဇိုင်းလေးရမျိုးလေးပါเนาะဟိုပါဝစ်ချင်တဲ့ပြုံမီလေးတွေအတွက်ဆိုရင်တော့ဒီဒီဇိုင်းလေးရရန်ဟိုလှပတာဒီဇိုင်းလေးပါเนาะရိုးရှိလေးနဲ့လှကျင်တဲ့ပြုံမီလေးတွေအတွက်လည်းအရန်စင်ပြီးတဲ့ဒီဇိုင်းလေးပါเนาะဒီဆွဲကြိုးလေးရဲ့ gram ချိန်လေးကကြတော့ 3.37 gram ချိန်ရှိပါတယ်เนาะအရှည်လေးကကြတော့18လက်မပါเนาะဈေးနှုန်းလေးကကြတော့လည်း22သိန်းဝန်းကျင်ပဲကျတင်ပါမယ်เนาะပေးရတဲ့ဈေးလေးနဲ့တန်တယ်เนาะတဲလေးတို့ကြီးကဲမမေနောက်ဆုံးတစ်ခုပြသပေးမှလေးကကြတော့ဘောလုံးတီကျိုးလေးကိုမှဒီစကိုနောက်ထပ်ဆက်ဖြတ်တစ်မျိုးပေါ့เนาะမတူတဲ့ဘောလုံးလေးနဲ့တီထားပေးတာဖြစ်ပါတယ်เนาะပြန်လာတော့ဒီဇိုင်းလေးပါเนาะဒီဆွဲကြိုးလေးရဲ့ gram ချိန်လေးကကြတော့ 5.59 gram ချိန်လေးရှိပါတယ်เนาะအရှည်လေးကကြတော့18လက်မပါเนาะဈေးနှုန်းလေးကကြတော့လည်း36သိန်းဝန်းကျင်ပဲကျတင်ပါမယ်เนาะမမေဒီနေ့ပြသသွားပြီးတဲ့ဆွဲကြိုးလေးတွေကဆိုရင်မမေတို့ဆိုင်မှာအရင်ရောက်လာတော့ဆွဲကြိုးလေးတွေဖြစ်ပါတယ်เนาะနေ့စဉ်ဗီဒီယိုလေးနဲ့တင်ဆက်ပေးနေတာဖြစ်လို့မမေတို့ရဲ့ page လေးကိုလည်း like and follow လုပ်ပြီးတော့မေးပါနေအောင်เนาะမမေရဲ့ like ကိုကြည့်ရှုပေးလို့လည်းအားလုံးကိုပဲအထူးပဲကျေးဇူးတင်ရှိ